မင်္ဂလာပါရှင် Hope Cleaning Service မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့ပေါ့နော်ကျမတို့ Junction City က16လွာကရုံခန်းအကြီးတစ်ခုမှာပေါ့နော်တန်ရှင်ဝန်ဆောင်မှုလာပေးရဖြစ်ပါတယ်ရှင်လိုအပ်မဲ့ထင်တဲ့ customer တွေဆိုတော့အဆုံးထိကြည့်ပေးကြပါအောင်လို့ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်း Junction City ကရုံခန်းလေးကအချိန်တွေဘယ်လိုမျိုးပြတ်မလဲပေါ့နော်ကိုလည်း Junction City မှာငှားချင်တယ်အဲ့လိုမျိုးဆိုရင်လည်းတစ်ချက်လိုက်ကြည့်ပေးပါအဓိကတော့ကျမတို့တန်ရှင်အနေထားလေးကိုတစ်ချက်ပြတာပြပေးပါမယ်ရှင် Let's go ထားတဲ့အပိုင်းကတော့တရုံလုံးရဲ့ deep cleaning service ဖြစ်ပါတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျမတို့ဒီ sofa တွေကအစပေါ့နော်ကျမတို့ dry cleaning အနေနဲ့ဝန်ဆောင်မှုပေးတော့မှာဖြစ်ပါတယ်ဒါတွေဆိုလို့ရှိရင်တော့ထိုင်ထားကြပြီဒါဆိုရင်တော့တိတာတဲ့ကွက်တွေရှိရမတိတာတဲ့ကွက်တွေရှိရဒါပေမဲ့တိချာတာတစ်ခုကတော့ကြီးရည်တွေအများကြီးထွက်လာမှာတော့တေချာပေါက်ပဲပေါ့နော်ဒါဆိုလို့ရှိရင်တော့သူရဲ့ဖက်လုံးလေးပေါ့နော်ဖက်လုံးလေးဆိုလို့ရှိရင်လည်းဒီမှာ zip တွေမှာပါဖြစ်တဲ့ကြောင့်မို့ကျမတို့ dry cleaning အနေနဲ့လည်းပဲဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီကြားထဲကအစပေါ့နော်ကျမတို့နိုင်သွားပြီးမှဖြစ်ပါတယ်ဒီမှာဈားလေးမှာဆိုလို့ရှိရင်ပါမြပါတော့ဒီမှာဆိုလို့ရှိရင်တော့ဒါ meeting room ဆိုလို့ရှိရင်ကျမတို့အနေနဲ့ဆိုရင်ကပ်ပတ်ကတော့ဂျန်ကြည့်နေတော့ဖုံနေနဲ့အနည်းတက်တော့နည်းနည်းတိတ်မကောင်းဘူးပေါ့နော်အဲဒါကျမတို့ကနေပြီးတော့ dry cleaning အနေနဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်ရှင်ဒီခုံနေဆိုလို့ရှိရင်လည်းကျမတို့ကနေပြီးတော့တခြားလေးတုပ်ပေးသွားမှာပေါ့နော်ဒီသူတို့ရဲ့ဒါကတော့ထိုင်ခုံအဟောင်းပေါ့နော်ရုံခန်းကနေပြောင်းလာရုံခန်းအဟောင်းကနေပြီးတော့အစ်စ်ကိုပြောင်းလာတဲ့ထိုင်ခုံလေးတွေပေါ့နော်ဒါကတော့ meeting chair လေးပါဒီအလဲတွေကအစပေါ့နော်ကျမတို့ဒီရုံခန်းအစ်စ်ပြောင်းလာဆိုတော့အစ်စ်ပုံစံနဲ့တူအောင်တော့တစ်ချက်လုပ်ပေးရမှာပေါ့နော်ချက်အဖွဲ့သားလေးလုံးဆောင်ပုံလေးထည့်လိုက်ကြည့်ကြမယ်နော်ဒါဆိုလို့ရှိရင်တော့အဖွဲ့သားတွေကနေပြီးတော့မှခုံတွေကိုဆိုဖာအစွတ်တွေကိုချွတ်ပြီးသွားပြီအဲ့ဒါကိုချွတ်ပြီးသွားတဲ့အောက်ခံအထိုင်တွေကိုဖုံဆုပ်ပေးနေရဖြစ်ပါတယ်မင်္ဂလာပါဟိုမှာဆိုလို့ရှိရင်လည်းသူတို့စပွဲခဲခုံတွေတခြားတုပ်ပေးနေရပေါ့နော်အတွင်းပိုင်းတွေကအစားပေါ့ကျမတို့ site design လာပြီဆိုရင်တက်ဆိုင်တဲ့ခေါင်းဆောင်အသေးသေးကနေပြီးတော့တွန်းနေသူစီမံသွားတာဖြစ်တယ်။နောက်မလက်ပိုင်းကျမတို့ရုံးမှာစီဝေးထိုင်နေပြီးရင်ဒီနားရောက်လို့ရှိရင် site vision တွေကိုတစ်ချက်ပြန်ကြည့်ရဲပြီး meeting တစ်ချက်ပြန်ထိုင်နေပြီးရင်လူတွေကိုပြန်စီစဉ်တယ်ပေါ့နော်။ကျွမ်းကျင်ရအတိုင်းဟိုပဲလူပြန်စီစဉ်တော့ဖြစ်တယ်ပေါ့နော်။အဲဆိုလို့ရှိရင်ကားပတ်တွေကိုကျမတို့ dry cleaning dry wash မလုပ်ခင်ပေါ့နော်။ခုံတေချာလေးစုပ်ပေးနေတာဖြစ်ပါတယ်။ထောင်ကြားတွေအားစားပေါ့နော်။ဒီလိုထဲမှာတော့တကယ်မတိတာလာဘူးထင်တယ်နော်ဒါပေမဲ့ဒီမှာဆိုရင်ဖုံနေရှိတယ်တခြားလေးလုပ်ပေးရမှာကြီးတော့တော်တော်ထွက်မှာဒီခုံနဲ့ဒါပေမဲ့ quality တော့တော်တော်ကောင်းတယ်စစ်တီခုံကတစ်စိမ့်ပေါ့နော်ပြီးရင်ညက်နေရပဲပြီးရင်ဒီမှာဒါတွေဆိုလို့ရှိရင်ဒိုင်းကြည့်လိုက်လို့ရှိရင်တော့ဘယ်လိုပြောမှလဲဖုံနေရှိတယ်အမုံနေရှိတယ်ကြီးတွေရှိတယ်ဘယ်လိုဖြစ်3မီတာဖြစ်နေတော့လေနော်ဒါဆိုလို့ရှိရင်ဒီမှာအားရပိုင်းရတက်ရှင်ဝန်ဆောင်မှုပေးနေတာဒီဥစ္စာတွေကတော့သူတို့ပေါ့နော်လုံးဝရေတစ်စက်မှကြံလို့မရတဲ့ဆိုလက်တော့ဆိုဖာလေးတွေပေါ့နော်အခုကကြီးချွတ်ပေးနေတာလာဒါကတော့ကျမတို့ meeting room အကြီးပါရှင်ဒါကတော့ကျမတို့ဒီ carpet လျှော်မယ်ပြီးရင်ဒီဥစ္စာတွေရှင်းမယ်ပြီးရင်နေရနေတိုင်းမယ်မန်နေလုပ်မယ်ပေါ့နော်ဒီအကုန်လုံးကိုတက်ရှင်ဝန်ဆောင်မှုလုပ်ရပေးမှာဒီအပေါ်တွေကအစားကျမတို့ဖုံဆုပ်ပေးမှာဖြစ်ပါတယ်ရှင်စိတ်မယ်ရီချက်တောင်ရန်နေတော့မြူးတော်ကောင်းတယ်16လာပေါ့နော်ဒီရုံခန်းမှာဆိုရင်တော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ရွှေတကုံဖျားဖုံးရမှာဖြစ်ပါတယ်ဒီမှာဒီမျိုးနေရာမှာလှုပ်ရတာတော့စိတ်ချမ်းသာဖို့ကောင်းပါပါနော်တို့ဒီဖြူနေတဲ့စပွဲကိုထပ်မှန်ပြီးတော့ပိုဖွေးတော့အောင်မလို့ကျွန်တော်တို့တန်ရှင်းဝန်ဆောင်မှုပေးသွားမှာပေါ့နော်ဒါကတော့လုံးဝကျမတို့လုတ်ပြီးသွားရင်တော့ရေကတော့တစ်စက်မှကြံလို့မရဘူးပေါ့နော်အခုကတော့မတက်နိုင်ဘူးဆိုတာကရှေးမသုံးရင်မပြောင်းတော့ဘူးသူကကြီးတွေနည်းနည်းများနေလို့လေနော်โอเคတရက်လုတ်ပြီးသွားဒါဒုတိယတရက်လာတာပေါ့နော်ဒီမှာမိပုတ်လေးဒါဆိုတော့လောက်ရအောင်ဒီလိုလေကျမတို့ဆိုဖာရှော်နေတဲ့အဖွဲ့သားတွေဒါကြတော့ဆက်လျှော်တယ်။ဓာတ်မိကြားတွေခက်တော့သူကဆက်နဲ့အရမ်းမပါနိုင်မှာဖြစ်တဲ့ကြောင့်မို့လက်နဲ့တော့အနည်းငယ်လိုက်ပေးရတယ်ပေါ့နော်။ဒါသူကလည်းသူဆိုဖာဆေးတွေနဲ့တူတူချာလေးချော်ပေးရမှာဖြစ်ပါတယ်။ Yeah, you better know where you're going.
ပေါ့နော်ဒီစပွဲတွေကိုကြတော့မနေ့ကလည်းတေးချာတစ်ခေါက်တုတ်ပြီးပြီဒါပေမဲ့နည်းငယ်တော့ဖုန်ပြန်လွှင့်နေတာဆိုတော့ဟိုဘက်ဒီဘက်လုံနေတာဆိုတော့အဲဆိုတော့နောက်ဆုံးတစ်ခေါက်တော့နည်းငယ်ပြန်လုပ်ပြရမယ်ဒီမှာမှန်နေရတော့မလုပ်ရသေးဘူးကပ်ပက်တွေကလုပ်ပြီးသွားတယ်လုပ်ပြီးတော့ကျမတို့မနေ့ကတညလုံးပေါ့နော်ဒီလိုမျိုးဘလိုပါရင်းနဲ့မုတ်ခဲ့ပေးတယ်ဒါဆိုရင်တော့6သွားပြီပေါ့နော်ဒါကတော့ Shopee သားကပ်ပက်ချိန်နေလေးပေါ့နော်တော်တော်လေးလှပါပြီပြီးရင်စပွဲခုံတွေတက်ဆိုင်တဲ့ပစ္စည်းတွေထည့်ပြီးတော့ဒီမန်လေးဘောင်းတွေတစ်ချက်ပြန်လုပ်လိုက်တော့တော်တော်လေးပုံမှုပြီးတော့တက်ရလာပါသွားပြီပေါ့နော်ဒါဆိုတော့နောက်တစ်ခါဒါမနေ့ကပြီးသွားတဲ့လောက်ကွက်တွေပေါ့နော်ဒါကနောက်တစ်ခါရှိပေါ့နော် Junction City ဒီရုံခန်းမှာဝန်ဆောင်မှုပေးနေတဲ့
ပုံရိပ်လေးတွေဖြစ်တယ်ပေါ့နော်ပြီးရင်လူချင်းမင်းတို့လည်းလူချင်းမင်းတို့ရုံခန့်အပြန်စားအလန်းစားလဲရတယ်ရိုးရိုးလဲရတဲ့အဆင်ပြေလို့ပေါ့နော်တက်ရှင်းရှင်းတက်ရရနဲ့ပြန်ပြီးတော့ရုံခန့်ခြင်းနဲ့ဒါမှမဟုတ်ထိုင်နေတဲ့ရုံခန့်မှာပိုတန်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့လည်းဆက်သွယ်လို့ရပါလိမ့်ရှင်အခုလိုပေါ့နော်ကျွန်တော်တို့အတန်တန်အလီလီပေါ့နော်အချိန်ချင်းအားပေးနေတဲ့ပေါ့နော်မိုးကျွန်းတဲ့ကုမ္ပဏီကိုလည်းကျေးဇူးတင်ပါတယ်ရှင်မိုးကျွန်းတဲ့ကုမ္ပဏီလည်းဒီထက်ကြီးကျယ်တဲ့ခမ်းနားတဲ့ရုံခန့်အများကြီးကိုလည်းဖွင့်နိုင်ပြီးတော့စီးပွားရေးလည်းပုံမှန်တိုးတက်ပြီးတော့အောင်မြင်နိုင်ပါစေလို့ဒီကနေပြီးတော့ထပ်မံစုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရည်တည်တဲ့ရှင်မဆိုအဟောက်ရှင်နဲ့ Hop Cleaning Service ကိုအနံလိုက်ပါ